တွေးခေါင်းနေပါနဲ့ကွာဆိုင်ကဆိုင်ခဲ့ပါအမေဖြစ်လို့ဒီမှာရှိနေရလဲ အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြထွက်တယ်တွေ့တာလမ်းမပေါ်မှာမဟုတ်ဆိုင်ကပေါ်မှာရှိနေတာကွာ ခုလိုလေးဆိုင်ကစီဒီလိုပုံစံမျိုးတွေဝစ်စားထားတဲ့သူတယောက်စီကကန်ချမားဆိုတဲ့စကားကိုကြားရတယ်သူကအပေါ်ပါတည်းအပေါ်မှာရွှေဖူးကိုပြစ်လိုက်တဲ့သားကောင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့မုံဆိုးနဲ့တူနေတယ်ကွာ ရှင်ကသူ့အထင်တော်တော်နာတတ်တာပဲတမဲနေတဲ့ဝိညာဉ်ကတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ်ဆိုင်ကမှာရှိနေတဲ့မိန်းမခုချိန်ကြီးရှိနေတော့ဒီလန်တစ်ခုကိုရောက်နေပြီလို့ခံစားပြီးတော့ on the road နာမည်ပေးထားတာပြန်သွားမင်းလည်းမင်းပြန်သွားအင်္ဂါဘာအောင်မင်းနေလေ